ဒီတစ်ခါမှာတော့ Lucy Shimmers and the Prince of Peace ဆိုတဲ့စိတ်ထိခိုက်ဖွယ်ရာဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာပါဇလန်းကအရန်နှွေးထွေးပြီးလူတစ်ယောက်ရဲ့ဘဝကိုအခြားလူတစ်ယောက်ကဘလောက်အထိပြောင်းလဲပေးနိုင်တယ်လဲဆိုတာကိုလှလှပပဖော်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်တနေ့ကျက်စင်ဟာလူစီတို့အိမ်ကိုရောက်လာပြီးလူစီကသူ့ဖခင်ဂျိမ်းစ်နဲ့ကစားနေတာကိုကြည့်နေပါတယ်အဖိုးရောက်လာတာကိုမြင်လိုက်တာနဲ့လူစီကကစားတာရက်လိုက်ပြီးအဖိုးကိုလှမ်းကြည့်နေပါတယ်ဂျိမ်းစ်ကဘာကြည့်နေတာလဲလို့မေးတော့လူစီကအဖိုးရှိမှရက်နေတယ်လို့ပြန်ဖြေပါတယ်ဒါပေမဲ့ဂျိမ်းစ်ကအဖိုးဟာလွန်ခဲ့တဲ့နှစ်တွေကတည်းကဆုံးသွားပြီလို့ပြောပါတယ်လူစီကအဖိုးကိုအယမ်းချစ်ခဲ့ပြီးအဖိုးဆုံးသွားပြီးနောက်ပိုင်းသူ့ကိုမကြာခဏမြင်အောင်နေတဲ့ကြောင်းသိရပါတယ်အဲ့ဒီအချိန်မှာလူစီကပြင်းပြင်းထန်ထန်ချောင်းဆိုးလာလို့ဂျိမ်းစ်ကအိမ်ထဲခေါ်သွားပါတယ်သူ့မိခင်အစ်ဘဲကကိုအပူချိန်တိုင်းကြည့်တော့အဖျားရမ်းကြီးနေတဲ့အတွက်နောက်နေ့ဆေးရုံသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်လူစီကခရစ်စမတ်ရောက်ဖို့ဘယ်နှစ်ရက်လိုသေးလဲလို့မေးတော့အစ်ဘဲက24ရက်လိုသေးတယ်လို့ပြောပါတယ်လူစီကအယမ်းပျော်သွားပြီးသူဆွဲနေတဲ့ပုံတွေကိုအပြီးတတ်နိုင်တော့မယ်လို့ပြောပါတယ်လူစီဆွဲထားတဲ့ပုံတွေဟာလူသားနဲ့ဖျားသခင်ကြားဆက်နွယ်မှုအကြောင်းတွေဖြစ်နေပါတယ်ညဘက်မှာဂျိမ်းစ်ကလူစီကိုတွားကြည့်တော့သူမကပုံဆွဲနေစေဖြစ်ပါတယ်ဂျိမ်းစ်ကသမီးအတွက်ဂုဏ်ယူတယ်လို့ပြောပြီးအိတ်ဖို့တိုက်တွန်းပါတယ်အဲ့ဒီနောက်လူစီရဲ့အဖိုးဝိညာဉ်ကပေါ်လာပြီးသူ့ဘေးမှာအိတ်ဖို့ပြောပါတယ်လူစီကအယမ်းပျော်ပြီးအဖိုးနဲ့နေတိုင်းအတူရှိချင်တယ်လို့ပြောပါတယ်တစ်ဖက်မှာတော့အကာဆိုတဲ့အကျဉ်းသားတစ်ယောက်ကိုတွေ့ရပါတယ်။သူဟာကြောက်ကပ်ပျက်စီးနေပြီးအမြန်ဆုံးကြောက်ကပ်အစားထိုးကုသမှုလုပ်ရမယ့်အခြေအနေမှာရှိနေပါတယ်။ဖာသာဂျွန်ဆင်ဆိုတဲ့ဘုန်းတော်ကြီးကအကာကိုလာတွေ့ပြီးကုသမှုခံယူရင်ဘဝတစ်တစ်ခုပြန်ရနိုင်ကြောင်းအားပေးစကားပြောပါတယ်။ဒါပေမဲ့အကာကတော့ဘဝကိုမျှော်လင့်ချက်မရှိတော့တဲ့ပုံစံနဲ့နေထိုင်နေပါတယ်။သူ့မိသားစုကလည်းသူ့ကိုစွန့်ပစ်ထားခဲ့ပြီးဘယ်သူမှလာမတွေ့ကြတော့ပါဘူး။နောက်နေ့လူစီကိုဆေးရုံခေါ်သွားတဲ့အခါအဆုတ်ရောင်ယောဂခံစားနေရကြောင်းသိရပါတယ်။ဆရာဝန်ကဆေးပေးပြီးတပတ်အတွင်းမသက်သာရင်ပြန်လာဖို့ပြောပါတယ်။တစ်ချိန်တည်းမှာအကာကိုလည်းအခြားဆေးရုံသို့ပြောင်းရွှေ့လိုက်ကြပါတယ်။ရက်တွေကြာလာပေမဲ့လူစီရဲ့ကျန်းမာရေးဟာမကောင်းလာပဲပိုဆိုးလာပါတယ်။တနေ့မှာတော့လူစီကစိတ်မကောင်းဖြစ်နေတဲ့လူတစ်ယောက်ကိုအိမ်မက်ထဲမှာမြင်ရတယ်ဆိုပြီးပုံဆွဲပြပါတယ်။သူ့ဖခင်ကိုဒီလူကိုတီလာလို့မေးပေမဲ့ဂျိမ်းစ်ကမသိဘူးလို့ပြောပါတယ်။နောက်ပိုင်းလူစီရဲ့ယောဂအခြေအနေပိုဆိုးလာတဲ့အတွက်ဆေးရုံတင်လိုက်ရပါတယ်။အဲ့ဒီမှာလူစီဟာအကာနဲ့တွေ့ဆုံခဲ့ပြီးဒီလူကသမီးအိမ်မက်ထဲကစိတ်မကောင်းဖြစ်နေတဲ့လူပဲလို့ပြောလိုက်ပါတယ်။ဆရာဝန်တွေကလူစီရဲ့ယောဂဟာဘက်တီးရီးယားတွေသွေးထဲထိပြန့်နှံ့သွားပြီဖြစ်ပြီးအန္တရာယ်ရှိနေကြောင်းမိဘတွေကိုအသိပေးပါတယ်။တညမှာလူစီဟာအကာရဲ့အခန်းကိုခိုးသွားပြီးသူ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောပါတယ်။အကာကအစပိုင်းမှာညှင်းပယ်ပေမဲ့လူစီရဲ့နှွေးထွေးမှုကြောင့်တဖြည်းဖြည်းစိတ်ပြောင်းလာပါတယ်။လူစီနဲ့အကာတို့ဟာနေ့တိုင်းတွေ့ပြီးတမန်ကျမ်းစာဖတ်ကြဘဝအကြောင်းတွေပြောကြနဲ့ရင်းနှီးလာကြပါတယ်။လူစီကအကာကိုဖျားသခင်ကခွင့်လွှတ်ပေးမယ်မိသားစုလည်းတနေ့ပြန်လက်ခံလာမယ်လို့အမြဲအားပေးနေပါတယ်။ခရစ်စမတ်နေ့ရောက်တဲ့အခါအကာရဲ့ဇနီးနဲ့သမီးဟာဟာသာဂျွန်ဆင်နဲ့အတူဆေးရုံကိုရောက်လာကြပါတယ်။အကာကသူတို့ကိုမြင်လိုက်ရချိန်မှာဝမ်းသာလွန်းလို့မျက်ရည်ကျရပါတယ်။လူစီကတော့ဖျားသခင်ကသမီးတို့ရဲ့ဆုတောင်းကိုဖြေချပေးလိုက်ပြီလို့ပြောပါတယ်။နောက်ပိုင်းလူစီကသူမရဲ့ခရစ်စမတ်ဆုတောင်းကိုစာရွက်တစ်ရွက်ပေါ်မှာရေးပြီးဆရာဝန်ကိုပေးပါတယ်။အဲ့ဒီစာကိုဖတ်ကြည့်တဲ့အခါလူတိုင်းအံ့ဩသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့လူစီရဲ့ဆုတောင်းကသူမတည်သွားရင်သူ့ရဲ့ကြောက်ကပ်ကိုအကာအတွက်လှူဒန်းခြင်းနဲ့ဆိုတာဖြစ်နေကြလို့ပါ။ဂျိမ်းစ်နဲ့အစ်ပယ်တို့ဟာအယမ်းစိတ်မကောင်းဖြစ်သွားကြပေမဲ့လူစီကတော့အကာမတည်စေချင်ဘူးလို့ပြောပါတယ်။ကျမကြီးပုံမဆိုးရွားလာတဲ့လူစီဟာအကာကိုသူမရဲ့ပုံဆွဲစာအုပ်ပေးလိုက်ပါတယ်။အဲ့ဒီစာအုပ်ထဲမှာလူစီကအကာကိုဖျားသခင်ကသူမကတဆင့်ကူညီစေခြင်းကြောင်းတနေ့သူမရဲ့ကြောက်ကပ်ကိုပေးခြင်းကြောင်းပုံတွေနဲ့ရေးသားထားပါတယ်။နောက်ဆုံးစာမျက်နှာတွေကိုတော့ကြံတဲ့ဇလန်းကိုဦးလေးပဲဆက်ရေးပါလို့ခြံထားခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကနောက်တစ်နေ့မှာလူစီဟာကွယ်လွန်သွားပါတယ်။လူစီဆုံးသွားတဲ့သတင်းကိုကြားရတဲ့အခါအကာဟာမျက်ရည်မထိန်နိုင်ပဲငိုကြွေးခဲ့ပါတယ်။လူစီရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ဂျိမ်းစ်ကသမီးရဲ့ကြောက်ကပ်ကိုအကာထံလှူဒန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ခွဲစိတ်မှုအောင်မြင်သွားပြီးအကာဟာအသက်ရှင်ခွင့်ပြန်ရခဲ့ပါတယ်။နောက်ပိုင်းသူ့အပြစ်ဒဏ်ကိုအပြီးထမ်းဆောင်ပြီးမိသားစုစီပြန်လည်ရောက်ရှိသွားပါတယ်။နှစ်တွေကြာပြီးနောက်ဂျိမ်းစ်နဲ့အစ်ဘယ်တို့မှာနောက်ထပ်ကလေးတစ်ယောက်ထပ်မွေးလာပါတယ်။တနေ့ဂျိမ်းစ်ကသူ့သားလေးနဲ့ကစားနေစဉ်လူစီနဲ့သူမရဲ့အဖိုးကိုမြင်အောင်လာပါတယ်။သူကသားလေးကိုဒီကောင်းကင်တမန်လေးကမင်းရဲ့အမလူစီပဲငါတို့ဘယ်တော့မှမမေ့နိုင်မဲ့သမီးလေးလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ Lucy Shimmers and the Prince of Peace ဇာတ်ကားဟာလူတစ်ယောက်ရဲ့ကျင်နာမှုခွင့်လွှတ်ခြင်းယုံကြည်ခြင်းနဲ့ချစ်ချင်းမေတ္တာတွေကအခြားလူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်တယ်လဲဆိုတာကိုစိတ်ထိခိုက်ဖွယ်ရာဖော်ပြရင်းအဆုံးသတ်သွားပါတယ်။